အဲ့ဒါပျော်ရဲ့လားလို့စစ်ခွေးစစ်တွေခန့်တာအကောင်ပေးစေတော့စစ်မှုထမ်းတဲ့ပြည်သူတွေကတော့အလင်းဝင်ထားတယ်ရှင်လက်နဲ့ဒီမှာအများကြီးရတာတော့လက်နဲ့အများကြီးလက်နဲ့အကြီးအငယ်အများကြီးရထားတယ်နော်ဒီလားစစ်ခွေးစခန်းကနှစ်ခုကိုပြည်သူတွေပိန်းထားဒီနေ့ကတော့အာရခတ်တော်အေးရဲ့တည်င်းကောင်းဒါပေမဲ့အေးကတော့လုံးဝမထုတ်ပြန်သေးဘူးเนาะအဲ့ဒီသတင်းကောင်းလေးကိုမနဲ့ဦးအောင်လာပြောထားတာနေမျိုးတော့မပြောသေးဘူးပေါ့နော်မနဲ့ပြောတဲ့ရဲသာခုနှစ်နိုင်စက္ကန့်အားလုံးကိုမနဲ့အတိအကျချပြမယ်เนาะ9ရက်8လ2020နဲ့6တနင်္ဂနွေညနေ3နာရီမိနစ်30မှာပေါ့နော်အေးကစခန်းကာကင်းစခန်းနှစ်ခုကိုတင်ပိုက်လိုက်ပြီးအဲ့ဒီထဲမှာစစ်ခွေးစစ်40နဲ့9ကောင်ကတော့လုံးဝအောက်ဆီဂျင်ပြတ်ပြီးတော့ဂန့်သွားပါပြီးရှစ်เนาะပြည်သူကိုစစ်မှုထမ်းထားတဲ့စစ်သားတွေကတော့20နဲ့9ဦးကတော့လက်နက်ချပြီးအလင်းဝင်ထားပြီးအဲ့ဒီစခန်းမှာဆိုလို့ရှိရင်လည်းပေါ့နော်စစ်လက်နက်ပစ္စည်းတွေလည်းအများကြီးရရှိထားတယ်အေးကထုတ်ပြန်တဲ့ချိန်ကျရင်မွန်းနယ်ကပြန်ပြီးတော့စပီးရောက်လုပ်ပေးမယ်နော်ဟာအရန်ပြိုစရာကောင်းတယ်နော်ဒီနေ့အခုပဲရတဲ့သတင်းပေါ့နော်အိုးအဲ့ဒါပျော်ရဲ့လားလို့စစ်ခွေးစစ်တွေခန့်တာအကောင်ပေးစေတော့နော်စစ်မှုထမ်းတဲ့ပြည်သူတွေကတော့အလင်းဝင်ထားတယ်ရှင်လက်နဲ့ဒီမှာအများကြီးရတာနော်လက်နဲ့အများကြီးလက်နဲ့အကြီးအငယ်အများကြီးရထားတယ်နော်ဒီလားစစ်ခွေးစခန်းကနှစ်ခုကိုအေးကဒီလေးတိန်းထားပျော်လားလို့ထွက်လာတဲ့နေ့ကြလို့ရှိရင်မွန်းနေရပြန်ပြီးတော့လာခုံမယ်နော်သိလားသတင်းတွေအေးကသတင်းတင်ပြီးတဲ့နေ့ကျရင်လာပြန်ခုံမယ်နော်အရန်ပြောတယ်ဒါပေမဲ့နေရာဒေတာကိုမပေးပြောသေးတဲ့အတွက်ပေါ့နော်စခန်းနှစ်ခုကိုကာကင်းစခန်းနှစ်ခုလုံးကိုတင်လိုက်ပြီးအဲ့ဒီစခန်းကြီးတင်မှုပဲကြံတော့တယ်ပေါ့နော်အဲ့ဒါနောက်ဆုံးအဆင့်ကကာကင်းစခန်းနှစ်ခုကိုတင်တာနော်အခုစခန်းကြီးကိုဝင်ဖို့ပဲကြံတော့တယ်တဲ့အရက်ဒေတာတော့မပြောပြသေးလို့မနေရမပြောပြပြောလိုက်တာပြည်သူတွေကျင့်တတ်တယ်ဆိုရင်လည်းကျင့်တတ်တယ်လို့မှတ်သွားပါဘူးအေးနဲ့ပူပေါင်းဆင်နွှဲနေတဲ့တော်လိုင်းရေးတပ်ဖွဲ့အပေါင်းအားလုံးအောင်မြင်ပါစေလို့လည်းဆုတောင်းပေးပါမယ်မအားလိုက်စဝါဒီစကကြီးရေဒီနေ့အရာပြောလေခုပဲဒီလားတည်င်းလာတာဟုတ်လေအာရစရာဒီလားဒါပုံလေးလာပြီးထားတာပတ်ဆက်တဲ့အားရစရာအရင်ကောင်းတဲ့ဒီကခွေးလေးပလဲနေတာပဲခွေးတကယ်မှခွေးစစ်တွေနော်ပြည်သူတွေမဟုတ်တော့